အိမ်ရှင်မလေးတို့အတွက်ကာရီယိုလေ့ကျင့်ခန်းတစ်မျိုးကိုဝေမျှပေးလိုက်ပါတယ်။မင်္ဂလာပါဒီချန်နယ်ပါ။အိမ်ရှင်မအများစုကအိမ်လုပ်ကိစ္စတွေကလေးကိစ္စတွေကြောင့်လေ့ကျင့်ခန်းလုပ်ရတာအချိန်မပေးနိုင်ဘူး။ဒီတော့ဒီလေ့ကျင့်ခန်းလေးကတော့အချိန်အများကြီးပေးစရာမလိုဘဲနဲ့ကယ်လိုရီလောင်ကျွမ်းမှုမှာလည်းအထောက်အကူပြုတယ်။နှလုံးနဲ့အဆုပ်ကိုကျန်းမာစေတယ်။တက်လုံကိုလည်းအားကောင်းစေတယ်။တော့ဒီလေ့ကျင့်ခန်းလေးကိုလိုက်ပါကစားကြည့်ရအောင်။လေ့ကျင့်ခန်းပုံစံလေးကတော့အရင်ဦးဆုံးအမတို့ကဗီဒီယိုထဲမှာပြထားတဲ့အတိုင်းတွတ်တွတ်ကလေးအချိန်20လောက်ပြေးမယ်ပြီးရင်ခန္ဓာကိုယ်ပလက်လန်ပြီးတော့အိတ်လိုက်မယ်ပြီးရင်ပြန်ထမယ်အဲ့လိုပဲအချိန်20ပြေးမယ်ပြီးနောက်ထပ်ပြန်ပြီးတော့အိတ်လိုက်မယ်ဒီတိုင်းလေးပဲမတို့9ချိန်ဆော့ပေးရမှာဖြစ်ပါတယ်9ချိန်မှာတစ်ကြော့လို့သတ်မှတ်ပြီးတော့စုစုပေါင်း3ကြော့ကစားပေးရမှာဖြစ်ပါတယ်ထားတဲ့နေရာကျရင်မိမိကအလွတ်မထနိုင်ဘူးဆိုရင်လည်းလက်ကလေးထောက်ပြီးတော့ထပေးလို့ရတယ်နော်ဗီဒီယိုလေးကပြုံးမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြုံးမီတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ခန်းတွေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်